ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီနေ့တပံကိုတော်ရှင်နှုတ်ကပတ်တော်တရားကိုကျွန်တော်လေ့လာခွင့်ရရှိပြီးဘိုးတော်အတွက်အသက်တာကိုပြန်လဲအနံ့ရမိခွင့်ပေးသနာတော်မူသောထာဝရဘုရားသခင်နာမတော်ဆက်ဆက်ပုံကြည်ပါစေဒီနေ့ကျွန်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုအနည်းငယ်ဝေမျှချင်ပါတယ်ဘုရားသခင်ကျွန်တော်ကိုဖွင့်ပြတဲ့ကျမ်းပိုက်ကိုဘယ်မှာတွေ့ရလဲဆိုတော့ရှမာကုခရစ်ဝင်အခန်းကြီး30အပိုက်ငယ်48မှာတွေ့ရပါတယ်ကျွန်တော်တစ်ခေါက်ဖတ်ပြပါမယ်ထိုသူကိုတိတ်ဆိတ်စွာနေစေခြင်းကလူအများတို့တွေငေါက်၍ဆိုကြတော်လဲဒါဝိဒ်၏သားတော်အကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုတာ၍ဟစ်ကြော်လေ၏ဖတ်တော်တော်ကြံချက်ပေါ်မှာဘုရားသခင်ကျွန်တော်တို့အတွက်အကောင်းဆုံးဝိညာဉ်တော်ဆုများကိုချပေးပါစေဒီနေ့ကျွန်တော်ပြောချမယ့်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့တာ၍ဟစ်ကြော်လေ၏တာ၍ဟစ်ကြော်လေတော်ဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်။တနေ့ခရစ်တော်နဲ့သူ့ရဲ့တပည့်တော်တွေကယေရိကောမြို့ထဲမှာသူတို့လှုပ်ရှားအားလုံးကိုလှုပ်ပြီးတော့ယေရိကောမြို့ကနေထွက်လာပြီးတော့တခြားနေရာကိုသူတို့ခရီးဆက်ဖို့ရှိပါတယ်။အဲ့ဒီအချိန်မှာဘာကိုမြင်တွေ့ရလဲဆိုတော့တိမဲဤတာဘာတိမဲအမိရှိတော့လူကန်းတရားဟာအဲ့ယေရိကောမြို့ရဲ့ gate မှာသူကခရစ်တော်ကိုစောင့်နေပါတယ်။ခရစ်တော်နဲ့သူ့ရဲ့တပည့်တော်တွေဟာယေရိကောမြို့ကနေထွက်လာတဲ့အခါကျတော့အဲ့ဒီမြက်ကံဘာတိမဲကခရစ်တော်စီကနေသူကောင်းကြီးမင်္ဂလာသူ့ရဲ့မြက်ပြန်မြင်ဖို့သူကတောင်းလျှောက်ဖို့အဲ့ဒီနေရာမှာဆောက်စားနေပါတယ်အဲ့ဒီနေရာကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ဘဝအသက်တာထဲမှာဘုရားသခင်ကိုကျွန်တော်ယုံကြည်တဲ့အခါကျတော့ဘုရားသခင်ရဲ့သားသမီးများဖြစ်တဲ့နေသူကျွန်တော်တို့ဘုရားသခင်နဲ့တွေ့ဆုံဖို့ဘုရားသခင်နဲ့ထိတ်တိုက်တွေ့ဆုံဖို့နေရာကောင်းလိုအပ်ပါတယ်တချို့ကတော့ပြောကြလိမ့်မယ်ဘုရားသခင်ကိုကျွန်တော်ယုံကြည်ရင်ကျွန်တော်တို့ရှိတဲ့နေရာတိုင်းမှာကျွန်တော်တို့နေတဲ့နေရာကျွန်တော်တို့ဘယ်နေရာမှာပဲရောက်ဖျားเจ้าထဲမှာလည်းကျွန်တော်ရှိနေเสียမလို့ပါဘူးဆုတောင်းဖို့လည်းမလို့ပါဘူးဖျားသခင်ကျွန်တော်တို့ကိုချစ်ပြီးသားဖြစ်ပါတယ်ဖျားသခင်ကျွန်တော်တို့ကိုဘယ်တော့မှဆုံးပြစ်မှာမဟုတ်ပါဘူးသူ့ရဲ့ကောင်းကြီးကအမြဲတမ်းကျွန်တော်တို့အပေါ်မှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူကကျွန်တော်တို့ကိုချစ်လို့သူ့ရဲ့သားတော်ကိုစွန့်တော်မူသည်နေ့သူကျွန်တော်တို့ကိုကယ်တင်ခဲ့တဲ့အတွက်ကြောင့်အမြဲတမ်းကျွန်တော်တို့ကယ်တင်ခြင်းရမယ်ဖျားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းရှာနေခြင်းဖြစ်တယ်ကျွန်တော်တို့ကဖျားသခင်ကိုဘာမှရှာစရာမလိုဘူးဆိုပြီးတော့တချို့ခရိယန်တွေကအဲ့လိုမျိုးယုံကြည်တဲ့သူတွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာကြည့်မယ်ဆိုရင်ဘာတိမဲအမိရှိတော့လူကန်းကအဲ့လိုမဟုတ်ဘူးငယ်ငယ်ကလေးကမြက်ကန်းခဲ့တဲ့အဲ့ဒီမြက်ကန်းဘာတိမဲဟာဆိုရင်ခရစ်တော်နဲ့သူ့တပည့်တော်ထွက်လာမဲ့အချိန်ကိုသူကအဲ့ဒီယေရီကောမြို့ရဲ့တကားပေါက်မှာသူကစောင့်နေပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ရဲ့ဘဝမှာဘယ်လိုပဲဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုရနေပလိစေကျွန်တော်တို့ဘဝမှာဘာလိုအပ်လဲဆိုတော့ဘုရားသခင်နဲ့တွေ့ဖို့ကျွန်တော်တို့ချင်းကပ်ရမှာဖြစ်ပါတယ်ဘုရားသခင်နဲ့တွေ့ဖို့ကျွန်တော်တို့ချိန်ရမှာဖြစ်ပါတယ်ဘုရားသခင်နဲ့တွေ့ဆုံဖို့ဘုရားသခင်နဲ့နီးစပ်ဖို့ဘုရားသခင်ရဲ့မျက်မှောက်တော်မှာတိုးဝင်ဖို့ကျွန်တော်တို့အချိန်ပေးပြီးတော့ဘုရားသခင်နဲ့တွေ့ဆုံဖို့အမြဲတမ်းအချိန်ပေးရမှာဖြစ်ပါတယ်နေရာကိုလည်းရှာတတ်ဖို့လိုပါတယ်ကျွန်တော်တို့သိကြတဲ့အတိုင်းပဲသမီးစားတွေဆိုရင်သူတို့ချိန်တွေ့တဲ့အခါကျတော့သူတို့ကနေရာကိုအတိအကျပြောရပါတယ်ဥပမာဆိုးလီဖျားမှာလားရွှေတကုံဖျားမှာလားဒါမှမဟုတ်ရင်လောကဥယျာဉ်မှာလားဒါမှမဟုတ်ရင်သရိษံဥယျာဉ်မှာလားဆိုပြီးတော့နေရာကိုလည်းအတိအကျချိန်ရပါမယ်ဒါပေမဲ့နေရာအတိအကျမပေးဘဲနဲ့မနေ့ဖြန်7နာရီမှာတွေ့ရအောင်ဆိုပြီးတော့အဲ့ဒီသူ့ရဲ့ရီးစားကိုအဲ့လိုပဲရှောက်ပြောလို့မရပါဘူးနေရာကိုအတိအကျပြောရမယ်အချိန်လည်းပြောရမယ်အဲ့ဒါမှအဲ့ဒီအချိန်တန်တဲ့ခါကျတော့သူ့ရီးစားကလည်းအဲ့ဒီနေရာမှာရောက်ရှိလာမှာဖြစ်ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဘဝမှာလည်းကျွန်တော်တို့တစ်ခုခုလုပ်မယ်ဆိုရင်တစ်ခုခုစီစဉ်မယ်ဆိုရင်ကျွန်တော်အချိန်ကိုတိကျရနော်အခုချိန်မှာကြီးကျယ်ခမ်းနားတဲ့ company တွေအောင်မြင်တဲ့ company တွေအောင်မြင်တဲ့လူကြီးတွေဆိုတာသူတို့အချိန်ကိုလေးစားတဲ့သူဖြစ်တယ်ဘယ်နေရာမှာ meeting လုပ်မလဲဘယ်နေရာမှာသူတို့ executive committee လုပ်မလဲဘယ်နေရာမှာသူတို့ဘာလုပ်မလဲဥပမာနိုင်ငံတကာရေးရဆိုရင်တော့ G7 meeting ကိုဘယ်မှာလုပ်မလဲ G20 meeting ကိုဘယ်မှာလုပ်မလဲဆိုတာအချိန်အတိအကျနဲ့နေရာအတိအကျကိုသူတို့ကချိန်ရပါတယ်အဲ့ဒီလိုပဲဘုရားသခင်ကလည်းအလွန်တိကျတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်ကျမ်းစာထဲမှာဖော်ပြတဲ့အတိုင်းပဲဘုရားသခင်ကအလွန်တိကျတဲ့ဘုရားဖြစ်တယ်လူတွေကသာဒီကဘာမှာအောင်မြင်တဲ့ပုံကိုယ်တွေဒီကဘာမှာရှိတဲ့လူတွေဟာသူတို့ business meeting တော့မှအချိန်အတိအကျနေရာအတိအကျ planning ဆွဲထားမယ်ဆိုရင်ဒီကဘာကြီးကိုဦးဆောင်ပြီးတော့ဒီကဘာကြီးကိုဖန်ဆင်းခဲ့တဲ့ဘုရားသခင်ဟာဘလောက်ထိတိကျမလဲဘလောက်ထိပုံမှန်မလဲဆိုတာကျွန်တော်စဉ်းစားလို့ရပါတယ်အဲ့ဒါကြောင့်ဒီပါတိမဲကလည်းခရစ်တော်နဲ့သူ့တပည့်တော်12ပါးထွက်လာမဲ့နေရာအဲ့ဒီယေရီခေါမြို့ရဲ့တကပေါက်မှာယေရီခေါမြို့ရဲ့ gate မှာသူကစောင့်နေတယ်အဲ့ဒီအချိန်မှာခရစ်တော်နဲ့သူ့တပည့်ဟာသူစောင့်နေတဲ့အတိုင်းပဲအဲ့ဒီနေရာကိုဖြတ်လာပါတယ်အဲ့ဒီအချိန်မှာပါတိမဲကသူကမျက်စိဘလောက်ပဲကန်ခရစ်တော်နဲ့သူ့တပည့်တွေယေရီခေါမြို့ထဲကနေထွက်လာတယ်ဆိုတာသူကကောင်းကောင်းသိရှိတယ်အဲ့ဒီအချိန်ကျတော့သူဘယ်လိုអော်လိုက်လဲဆိုတော့ဒါဝိဒ်ဤသားယေရှုအကျွန်ုပ်ကိုကယ်မသနာတော်မူပါဟုအော်ဟစ်လေ၏တဲ့အဲ့ဒီနေရာကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီမြက်ကံဘာတိမဲဟာခရစ်တော်ကိုသူကသိရှိပြီးဖြစ်ပါတယ်ခရစ်တော်ကလူနာတွေကိုပျောက်ကင်းစေတယ်ခရစ်တော်ကမြက်ကန်းတွေကိုမြင်စေတယ်ခရစ်တော်ကဒုက္ခိတဖြစ်တဲ့သူတွေကိုလည်းသူကပျောက်ကင်းစေတယ်ခရစ်တော်ကယောဂအလုံးစုံ
ယောဂရှိသမျှကို तू ကပျောက်ကင်းစေတယ်ဆိုတဲ့ဟာကို तू ကခေါင်းသိရှိပြီးဖြစ်ပါတယ်အဲ့ဒါကြောင့် तू ကခရစ်တော်ကိုခေါ်တယ်ဒါဝိရဲ့သားကျွန်တော်ရဲ့မျက်ကိုမြင်စေတော်မူပါဆိုပြီး तू ကဟစ်ကြော်လိုက်တဲ့အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာလဲဒီမြက်ကံပါတိမဲလို့ပဲကျွန်တော်တို့ခရစ်တော်ကိုအမြဲတမ်းတောင်းလျှောက်ရမယ်ခရစ်တော်ကိုကျွန်တော်တို့အမြဲတမ်းစောင့်ရမယ်ကျွန်တော်တို့ကကောင်းကြီးမင်္ဂလာရခြင်းနဲ့ကျွန်တော်တို့ကခရစ်တော်ရဲ့မျက်နှာသားကိုကျွန်တော်ရခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အချိန်ခရစ်တော်ရှိမဲ့နေရာခရစ်တော်ထွက်လာမဲ့နေရာမှာကျွန်တော်တို့စောင့်ပြီးတော့ခရစ်တော်ကိုကျွန်တော်တို့စကားပြောဖို့လိုပါတယ်ဒီအချိန်ခရစ်ယာန်အတိုင်းဝိုင်းမှာကျွန်တော်တို့ခရစ်တော်နဲ့တွေ့ဆုံဖို့အရန်လိုအပ်တယ်ခရစ်တော်နဲ့တွေ့ဆုံဖို့ရနေတဲ့နေရာမှာဖြစ်တယ်လို့ဖိကလဆန်းနဲ့ကျွန်တော်နေလို့မရဘူးခရစ်တော်ကဘယ်နေရာမှာလာတတ်လဲကျွန်တော်ကဘယ်နေရာမှာခရစ်တော်ကိုစောင့်ရင်ခရစ်တော်ကလာတတ်လဲကျွန်တော်ကဘယ်နေရာမှာရှိရင်ကောင်းခြင်းမင်္ဂလာရမလဲဆိုတာကျွန်တော်တို့ဒီနေ့သိရှိရမှာဖြစ်ပါတယ်အဲဒါကြောင့်ဒီမြက်ကံဘာတိမဲဟာလေခရစ်တော်ထွက်လာမဲ့နေရာကိုသိတဲ့အတွက်ကြောင့်သူကစောင့်နေတယ်ထွက်လာတဲ့အခါလဲသူကခေါ်တယ်ကျွန်တော်ဘဝထဲမှာဒီဘာတိမဲလို့ပဲမြက်ကံတဲ့သူတွေအများရှိတယ်ကျွန်တော်မျက်စိဘလောက်ပဲမြင်ကျွန်တော်ကိုကျွန်တော်ဘလောက်ပဲတော်တယ်လို့ထင်ကျွန်တော်ကိုကျွန်တော်ဘလောက်ပဲအားရှိတယ်ဘလောက်ပဲကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာ authority အဝဇာအာဏာရှိတယ်ဆိုပေမဲ့ကျွန်တော်ရဲ့ဝိညာဉ်မြက်ကမ်းနေတဲ့သူတွေအများရှိပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘုရားသခင်နဲ့တွေ့ဆုံဖို့ရဘုရားသခင်ကိုစောင့်ဆိုင်ရမယ်ဘုရားသခင်ကိုတွေ့ဆုံဖို့ရမှန်တဲ့နေရာမှာစောင့်ဆိုင်ဖို့လိုတယ်ပြီးတော့ခရစ်တော်စီကနေကောင်းကြီးမင်္ဂလာရရှိဖို့ကျွန်တော်ဘဝမှာခရစ်တော်ရဲ့မျက်နှာသားရဖို့ခရစ်တော်ရဲ့ favor ကိုရဖို့ခရစ်တော်ကိုကျွန်တော်ခေါ်ရမှာဖြစ်ပါတယ်ဒီနေရာမှာခရစ်တော်ကဘာတိမဲရဲ့ခေါ်တံကိုကြားတယ်လို့ကျမ်းစာမှာဆိုထားပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာပြဿနာတစ်ခုရှိလာတယ်ဘာဖြစ်လဲဆိုတော့ဒီဘာတိမဲဆိုတာငယ်ငယ်ကလေးကမျက်ကန်းတယောက်သူမျက်ကန်းနေတယ်ဆိုတာပတ်ဝန်းကျင်မှာလူများသိတယ်သူကဘယ်လောက်ပဲအော်သူကဘာပဲလုပ်ဒီမျက်ကန်းသူ့ရဲ့ယောဂကနေဘယ်လိုမှပျောက်ကင်းမယ်လို့ဘယ်သူမှမထင်ဘူးသူ့ရဲ့မျက်စိဟာလည်းဘယ်လိုမှပြန်မြင်နိုင်မယ်ဆိုတာဘယ်သူမှမယုံဘူးအဲ့ဒီအချိန်အဲ့ဒီပတ်ဝန်းကျင်မှာဖြစ်ပျက်တဲ့အရာတွေကဘာလဲဆိုတော့လူတယောက်ယောက်ကမျက်ကန်းပဲဖြစ်စေနူနာဆွဲတွေပဲဖြစ်စေတခုခုသူ့ရဲ့ကိုယ်ပေါ်မှာယောဂတွေပါတယ်ရှိမယ်ဆိုရင်သူတို့ပြောကြတဲ့အတိုင်းဆိုရင်တော့အဲ့ဒီလူမှာအပြစ်ရှိတယ်သူ့ရဲ့အဖိုးပဲဖြစ်ဖြစ်သူ့ရဲ့အဖေပဲဖြစ်ဖြစ်သူ့ရဲ့အမေပဲဖြစ်ဖြစ်သူတို့ရဲ့အမျိုးထဲမှာသူတို့အပြစ်ရှိလို့အပြစ်ကြီးကြီးမားမားလုပ်ခဲ့လို့ဒီလိုခံစားရခြင်းဖြစ်တယ်ဆိုပြီးတော့လူများကအဲ့လိုပဲထင်ကြတယ်အဲ့ဒီလိုပဲအဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေကအဲ့ဒီဘာတိမဲကိုလူကောင်းလို့မထင်ဘူးသူခံစားရတာသူတို့ရဲ့အပြစ်ကြောင့်ဆိုပြီးတော့သူတို့ပြစ်ပယ်ခြင်းကိုခံရတဲ့ဘာတိမဲဖြစ်ပါတယ်ဒါမဲ့ကျွန်တော်တို့ဘဝမှာဘလောက်ပဲအပြစ်ရှိဘလောက်ပဲသူတပားကခွင့်လွတ်လို့မရသည့်တိုင်အောင်ကြီးမားတဲ့အပြစ်ပဲလို့ကျွန်တော်တို့ကိုကယ်တင်နိုင်မဲ့သူရှိတယ်အပြစ်ကိုလွတ်ငိမ့်နိုင်မဲ့သူရှိတယ်အဲ့ဒါခရစ်တော်ပဲဖြစ်ပါတယ်အဲ့ဒါကိုဘာတိမဲကသိရှိတဲ့အခါကျတော့ तू ကကြောက်ရွံ့ခြင်းမရှိဘူးသူ့ဘဝမှာခရစ်တော်မသိသေးတဲ့အချိန်မှာ तू ကကြောက်တယ်ယွံ့တယ် तू ကပုံရှောင်တယ်ခရစ်တော်အဲ့ဒီယေရကိုမြို့ကိုဘယ်နှခါပဲဝင်လာဘယ်နှခါပဲဖြတ်သွားအဲ့ဒီဘာတိမဲကယုံကြည်ခြင်းမရှိတဲ့အချိန်မှာခရစ်တော်ကိုဘယ်တော့အခါမှ तू မတွေ့ရှိခဲ့ဘူးဒါပေမဲ့ခရစ်တော်ကိုသိရှိတယ်ခရစ်တော်ကပျောက်ကင်းစေနိုင်တယ်ခရစ်တော်က तू လုပ်ခဲ့တဲ့အပြစ်သူ့အဖိုးအဘွားတွေသူ့အဖေအမေလုပ်ခဲ့တဲ့အပြစ်တွေကိုလွတ်ငင်းစေနိုင်တယ်သူ့ဘဝမှာဒီမျက်စိကန်းခြင်းကိုလည်းခရစ်တော်ကပြန်လဲမြင်စေနိုင်တယ်ဆိုတဲ့အရာကို तू ကယုံကြည်စိတ်ချလက်ချဖြစ်တဲ့အခါကျတော့သူ့ပတ်ဝန်းကျင်မှာ तू ရှက်ကြောက်ခြင်းမရှိတော့ဘူးသူ့ရဲ့ပတ်ဝန်းကျင်မှာဘယ်လောက်ပဲမျက်နှာငယ်ရပလိစေအဲ့ဒီဖျားသခင်အဲ့ဒီခရစ်တော်ကို तू ကသိရှိပြီးတဲ့အခါကျတော့သူ့မှာမျက်နှာငယ်စရာအကြောင်းမရှိတော့ဘူးဘာဖြစ်လဲဆိုတော့ तू ကဘာသိရှိထားလဲဆိုတော့ခရစ်တော်ဟာသူ့ကိုကယ်တင်ထားတဲ့သူခရစ်တော်ဟာသူ့ကိုဖန်ဆင်းတဲ့သူခရစ်တော်ဟာသူ့ရဲ့မိဘခရစ်တော်ဟာသူ့ရဲ့အဖေသူကိုးစားရမယ့်ဖန်ဆင်းရှင်သူကိုးစားရမယ့်မိဘဆိုတဲ့ဝေါ်ဟာရကိုနှလုံးသွင်းပြီးတော့နားလည်လာတဲ့အခါကျတော့ခရစ်တော်ရဲ့နာမည်ကိုမခေါ်ပဲမနေနိုင်ခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဘဝမှာလဲလူတချို့ဟာဆိုရင်ခရစ်တော်ကိုမခေါ်ရဲဘူးဒီနေ့ဒီအချိန်မှာလဲလူအမြောက်များရှိပါတယ်သူတို့ရဲ့ဘဝမှာလုံမိခဲ့တဲ့အဖြစ်တွေကြောင့်သူတို့ဘဝမှာသူ့အဖေမေသူ့ရဲ့မိဘသူ့ရဲ့ဖိုးဖွားတွေရဲ့မကောင်းမှုကြောင့်သူတို့ရဲ့ဘဝတိမ်ငယ်ပြီးတော့သူများရှိမှလူအများစုရှိတဲ့နေရာသူများစီမှာမတွားရဲပဲနဲ့တိမ်ငယ်ပြီးတော့ကြောက်ရွံ့နေတဲ့သူအများရှိပါတယ်ဒီနေ့ဖျားသခင်ကထိုသူအားလုံးကိုကယ်တင်ခြင်းနဲ့ဖျားဖြစ်ပါတယ်ဖျားသခင်ဆိုတာတင်းရဲ့ဘဝမှာဘလို့အပြစ်ပဲဘလောက်ကြီးမားတဲ့အပြစ်ပဲလုပ်ပလိစေဖျားသခင်ကအဲ့ဒီအပြစ်တွေကိုလုံးဝမကြည့်ခြင်းဖြစ်ပါတယ်ဖျားသခင်ကအဲ့ဒီအပြစ်ကိုခွင့်လွှတ်ပေးခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီမြက်ကံဘာတိမဲဟာလဲခရစ်တော်ကိုယုံကြည်တယ်ခရစ်တော်ဟာသူ့ရဲ့ကယ်တင်ပိုင်ရှင်ခရစ်တော်ဟာသူ့ကိုဖန်ဆင်းတဲ့ဖျားသူ့ရဲ့အဖေဖြစ်တယ်ဆိုတဲ့အရာကိုသူကနားလည်လာတဲ့အခါကျတော့ရှက်ကြောက်ခြင်းမရှိဘဲနဲ့သူကခရစ်တော်ကိုစောင့်ဆိုင်ပြီးတော့ခရစ်တော်ရဲ့နာမည်ကိုသူကခေါ်လိုက်ခြင်းဖြစ်ပါတယ်ဒီနေ့သင်ဘဝမှာလဲဘယ်အခြေအနေဆိုးမှာပဲရှိခရစ်တော်ရဲ့နာမည်ကိုခေါ်လိုက်ပါခရစ်တော်နဲ့တွေ့ဆုံဖို့နေရာကိုချိန်ပါခရစ်တော်ကိုအားကိုးပါခရစ်တော်ရဲ့နာမည်ကိုခေါ်လိုက်မယ်ဆိုရင်ဒီကျမ်းစာထဲမှာဖော်ပြထားတဲ့အတိုင်းပဲခရစ်တော်ကတင့်ကိုလှည့်ကြည့်ပြီးတော့
တင်းရဲ့ဘဝပြန်လဲရှင်တန်မိအကြောင်းတင်းရဲ့အနာရောဂါအားလုံးပျောက်ကင်းမိအကြောင်းခရစ်တော်ကအားလုံးတာဝန်ယူမှာဖြစ်ပါတယ်ဒီမှာဆက်ကြည့်မယ်ဆိုရင်အဲ့ဒီအချိန်မှာဘာတိမဲကခရစ်တော်ရဲ့နာမည်ကိုခေါ်ပြီးတော့သူ့ရဲ့အနာရောဂါသူ့ရဲ့မျက်ကံပျောက်စေခြင်းကခရစ်တော်ရဲ့နာမည်ကိုခေါ်လိုက်တဲ့အခါကျတော့အဲ့ဒီအနီးနားတဝိုက်မှာရှိတဲ့သူ့ကိုလောင်ပြောင်နေကြတဲ့သူတွေသူဘာဖြစ်လို့ဒီမျက်ကံဖြစ်ရတယ်ဆိုပြီးတော့သူ့ရဲ့ဘေးပတ်ဝန်းကျင်မှာကဲ့ရဲ့လောင်ပြောင်တိုက်ခိုက်တဲ့သူတွေကဘာပြောလာလဲဆိုတော့အဲ့ဒီသူတွေကဘာတိမဲအော်နေတဲ့အတန်ကိုကြားလိုက်တဲ့အခါကျတော့သူ့ရဲ့အတန်တိတ်ဆိတ်ဖို့သူ့ကိုငေါက်ပြီးတော့ဆူကြတယ်လို့ပြောတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဘဝမှာလဲခရစ်တော်ကိုကိုးစားခြင်းတဲ့အခါကျတော့ခရစ်တော်ကိုကျွန်တော်အားကိုးလာတဲ့အခါကျတော့ခရစ်တော်နဲ့သူရှောက်လန်းခြင်းတဲ့အချိန်ခရစ်တော်နဲ့တွေ့ဆုံခြင်းတဲ့အခါဆုံဆန်းနှောက်ယှက်ခြင်းတွေကျွန်တော်ဘေးပတ်ဝန်းကျင်မှာအများကြီးရောက်လာခြင်းဖြစ်ပါတယ်တချို့ယုံကြည်သူတွေဟာတကိုယ်တော်ခရိယန်ဖြစ်လာတဲ့သူတွေလည်းအများကြီးရှိပါတယ်တချို့ယုံကြည်သူတွေဟာမိဘအတိုင်းဝိုင်းသူတို့ရဲ့အတိုင်းဝိုင်းနဲ့တိုက်ခိုက်ပြီးတော့ယုံကြည်သူဖြစ်လာတဲ့သူတွေအများကြီးရှိပါတယ်ခရစ်တော်ရဲ့နာမအဖြစ်သင်ပြောင်းလဲလာတဲ့အခါကျတော့ယုံကြည်သူဖြစ်လာတဲ့အခါကျတော့အတိုက်ခိုက်တွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီဘာတိမဲလိုပဲခရစ်တော်ရဲ့ကောင်းကြီးမင်္ဂလာခရစ်တော်နဲ့တွေ့ဆုံဖို့ခရစ်တော်နဲ့သူရှောက်လန်းဖို့ဆိုတာမရှက်ကြောက်ပဲနဲ့ခရစ်တော်ရဲ့နာမည်ကိုခရစ်တော်ရဲ့နာမတော်ကိုကျွန်တော်ခေါ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာသူတစ်ပါးရဲ့ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှုဆိုတာအဲ့ဒါဓမ္မတာပဲဖြစ်ပါတယ်လောကမှာအသက်ရှင်စဉ်အချိန်မှာဒီအရာတွေကိုကုသနိုင်တဲ့ဆေးစွမ်းကောင်းဆိုတာဒီနေ့ဒီအချိန်ထိမပေါ်လာသေးပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာထွက်လာတဲ့အတန်တွေကဲ့ရဲ့ပြစ်တင်တဲ့အတန်တွေအဲ့ဒါတွေကိုကျွန်တော်တို့ဂရုစိုက်ပြီးတော့အသက်ရှင်မယ်ဆိုရင်ကျွန်တော်ဘယ်တော့အခါမှရောက်ချင်တဲ့နေရာကိုရောက်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မှာသူများကသူ့ကိုငေါက်ပြီးတော့မအော်မိအကြောင်းပြောကြတဲ့အခါကျတော့အဲ့ဒီအချိန်မှာပဲအဲ့ဒီဘာတိမဲဟာဆက်ပြီးတော့အော်တယ်ဒါဝိဒ်သားတော်ကျွန်တော်ကိုကယ်မတနာတော်မူပါဟုထပ်ပြီးတော့အော်ကြွေးတယ်အဲ့ဒီအချိန်မှာယေရှုကသူရောက်တဲ့နေရာမှာသူကရက်တန့်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကဘာတိမဲခေါ်တဲ့အတန်ကိုသူကကြားလိုက်တယ်ပထမခေါ်တဲ့အချိန်မှာသူကကြားတယ်ဒါပေမဲ့ဆက်သွားတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ပတ်ဝန်းကျင်ရဲ့အနောက်ရှက်မှုကိုအဲ့ဒီဘာတိမဲခံစားရတယ်အဲ့ဒီအချိန်မှာပဲဘာတိမဲကမရှက်မကြောက်ပဲနဲ့ခရစ်တော်ရဲ့နာမတော်ကိုထပ်ပြီးတော့ခေါ်လိုက်တဲ့အခါကျတော့ခရစ်တော်ကရက်တန့်လိုက်ပါတယ်အဲ့ဒီအချိန်မှာခရစ်တော်ကအဲ့ဒီဘာတိမဲမအော်မြင့်အကြောင်းအဲ့ဒီဘာတိမဲကခရစ်တော်ကိုမနှောက်ယှက်မြင့်အကြောင်းဘာတိမဲရဲ့ဘဝဖြစ်စဉ်ကိုကဲ့ရဲ့ပြစ်တင်ရှုတ်ချတဲ့သူများကိုခရစ်တော်ကဒီအချိန်မှာခိုင်းလိုက်ပါတယ်ဘာတိမဲကိုသူ့စီမှာပို့ဆောင်မိအကြောင်းသူတို့ကိုအမိန့်ပေးလိုက်ပါဒီလိုပဲကျွန်တော်တို့ဘဝမှာကျွန်တော်ပတ်ဝန်းကျင်ကနေထွက်လာတဲ့ဟန်တာနေတဲ့အရာများပြစ်တင်ရှုတ်ချတဲ့အတန်များကျွန်တော်တို့ကိုနှောက်ယှက်တဲ့အရာများကျွန်တော်တို့ကိုဆုံဆန်းနှောက်ယှက်တဲ့အရာများကိုကျွန်တော်မကြောက်မရွံ့မဲနဲ့အဲ့ဒီအတွက်ကျွန်တော်စိတ်အားနွမ်းနယ်ခြင်းမရှိဘဲကျွန်တော်ခရစ်တော်ရဲ့နာမတော်ကိုဆက်ပြီးတော့ခေါ်မယ်ဆိုရင်ခရစ်တော်ကကျွန်တော်တို့ကိုကောင်းချီးပေးခြင်းတဲ့အခါကျတော့သင်ပတ်ဝန်းကျင်မှာသင်ကိုကဲ့ရဲ့သူများသင်ကိုနှောက်ယှက်တဲ့သူများကိုအမိန့်ပေးလိုက်တဲ့အခါကျတော့သင်ဟာမျက်စိဘလောက်ပဲကန်းကန်းသင်ဘဝမှာဘလောက်ပဲခက်ခဲကြုံတွေ့ပလစ်စေတင်းရဲ့ပတ်ဝန်းကျင်မှာတင့်ကိုနှောက်ယှက်နေတဲ့သူတွေကိုခရစ်တော်ကအသုံးချပြီးတော့ခင်ဗျားကိုကောင်းချီးပေးမှာဖြစ်ပါတယ်ခင်ဗျားကိုချမ်းသာစေမှာဖြစ်ပါတယ်ခင်ဗျားမမျှော်လင့်တဲ့ကောင်းချီးများခင်ဗျားမမျှော်လင့်တဲ့ပိုက်ဆံဒဏများခင်ဗျားမမျှော်လင့်တဲ့ကျမ်းမာခြင်းခင်ဗျားမမျှော်လင့်တဲ့အရာအားလုံးကိုအဲ့ဒီပတ်ဝန်းကျင်မှာခင်ဗျားကိုနှောက်ယှက်တဲ့သူများကိုအသုံးချပြီးတော့ခင်ဗျားကိုကောင်းချီးပေးမှာဖြစ်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာအခက်ခဲအများကြီးရှိပါလိမ့်မယ်တင်းရဲ့ပတ်ဝန်းကျင်မှာတင်းရဲ့အတိုင်းဝိုင်းမှာတင်းကိုကဲ့ရဲ့ပြစ်တင်ရှုတ်ချတဲ့သူတွေအများကြီးရှိပါလိမ့်မယ်စုံစမ်းနှောက်ယှက်ခြင်းတွေအများကြီးရှိပါလိမ့်မယ်ဒါပေမဲ့ခင်ဗျားဘာမှဂရုစိုက်စရာမလိုပါဘူးဒီဘာတိမဲအားလည်းသူ့ကိုကဲ့ရဲ့ပြစ်တင်ရှုတ်ချတဲ့သူတွေရဲ့အတန်ကိုသူကကြားပေမဲ့မကြားသလိုသူကနေလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကအဲ့ဒီအတန်တွေထက်ဖျားသခင်ရဲ့အတန်ဟာပိုပြီးတော့အရေးကြီးတယ်ဆိုတဲ့အရာကိုသူကသိရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘဝမှာတခါတလေကြတော့ကျွန်တော်တို့ကဖျားသခင်ရဲ့အတန်ထက်ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့အတန်တွေကိုပိုပြီးတော့ဂရုစိုက်တဲ့အခြေအနေမှာရှိပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့အမှားဖြစ်ပါတယ်ကျွန်တော်ဒီဘဝမှာကျွန်တော်ဒီဘာတိမဲလို့ပဲဒီပတ်ဝန်းကျင်ရဲ့အတန်ကိုမကြားဘဲနဲ့ဒီပတ်ဝန်းကျင်ရဲ့အတန်ကိုကျွန်တော်ဂရုမစိုက်ဘဲနဲ့ခရစ်တော်ရဲ့အတန်ကိုခင်ဗျားတကယ်ဒီနေ့ကြားချင်နေဆိုရင်ခင်ဗျားဆက်ပြီးတော့អော်လိုက်ပါခင်ဗျားလိုချင်တဲ့အရာကိုရှောက်လိုက်ပါခင်ဗျားလိုချင်တဲ့အရာကိုဘုရားသခင်စီမှာတောင်းပါဒါဆိုရင်ခရစ်တော်ကခင်ဗျားစီကိုလှည့်လာပြီးတော့ခင်ဗျားကိုနှောက်ယှက်တဲ့သူတွေကိုအသုံးချပြီးတော့ခင်ဗျားကိုကောင်းချီးပေးမှာဖြစ်ပါတယ်ဒီနေ့ဘုရားသခင်ကတင့်အတွက်အစဉ်သင်ရှိတဲ့အကြောင်းဒီနေရာမှာကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီချိန်မှာအဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုခရစ်တော်ကအမိန့်ပြီးတော့ဒီဘာတိမဲကိုခေါ်ဆောင်မိအကြောင်းသူကအမိန့်ပေးလိုက်တဲ့ခါကျတော့ဘာတိမဲကမြန်မြန်ဆန်ဆန်နဲ့သူကခရစ်တော်ရှေ့မှာရောက်ရှိလာတယ်ရှင်းရှင်းပြောမယ်ဆိုရင်အဲ့ဒီဘာတိမဲဟာသူ့ရဲ့ခွန်အားကိုစိုက်ပြီးတော့သူ့ရဲ့မျက်စိကိုအားကိုပြီးတော့ခရစ်တော်စီကိုလမ်းလာမယ်ဆိုရင်အခက်ခဲတော်များမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မျက်ကန်းနဲ့သူဘယ်လိုတွားရမှန်းကိုမသိတဲ့အချိန်မှာသူ့ကိုနှောက်ယှက်တဲ့သူများသူ့ကိုကဲ့ရဲ့ပြစ်တင်ရှုတ်ချတဲ့သူများကိုခရစ်တော်ကခိုင်းလိုက်တဲ့ခါကျတော့အဲ့ဒီ
သူတွေကသူ့ကိုခေါ်ဆောင်လာပြီးတော့ခရစ်တော်ရဲ့ရှေ့မှာချက်ချင်းရောက်လာခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်သင်ရဲ့ဘဝမှာဒီအချိန်မှာတင့်ကိုကဲ့ရဲ့ပြစ်တင်ရှုတ်ချတဲ့သူများတင့်ကိုဆန့်ကျင်တဲ့သူများကိုမမုန်းကြပါနဲ့ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကသူတို့ကိုအသုံးချလိုက်မယ်ဆိုရင်သင်ကောင်းကြီးရမည်အကြောင်းပို့ပြီးတော့အချိန်တိုးမယ်ခရစ်တော်ကသူတို့ကိုအသုံးချလိုက်မယ်ဆိုရင်သင်ရဲ့ကောင်းကြီးမင်္ဂလာတွေဟာအမြန်ဆုံးသင်စီမှာရောက်လာမှာဖြစ်ပါတယ်ဖခင်သခင်ကသူတို့ကိုသုံးပြီးတော့သင်ရဲ့ကောင်းကြီးမင်္ဂလာသင်စီမှာအမြန်ဆုံးရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်တင့်ကိုနောက်ဆက်တဲ့သူများတင့်ကိုကဲ့ရဲ့ပြစ်တင်ရှုတ်ချတဲ့သူများတင့်ကိုမနာလိုမုန်းတီးတဲ့သူများကိုမမုန်းကြပါနဲ့သူတို့ကိုဖျားသခင်ကအတုံးချလိုက်ရင်တင့်အတွက်မရေတွက်နိုင်တဲ့ကောင်းကြီးများဖြစ်လာလိမ့်မယ်အဲ့ဒီချိန်မှာခရစ်တော်ကဗာတိမက်ကိုဗာမေးလိုက်လေဆိုတော့သင်၌အဘယ်တို့ပြုစေလိုတနည်းဟုမေးတော်မူလျင်အရှင်ဖေဟာအကျွန်ုပ်မျက်စိကိုမြင်စေခြင်းကပြုတော်မူပါဟုအဲ့ဒီဗာတိမက်ကခရစ်တော်စီမှာရှောက်လိုက်ပါတယ်ခရစ်တော်ကခင်ဗျားအတွက်အမြဲတမ်းအစဉ်သင့်ရှိပါတယ်ဒီနေ့ခင်ဗျားလိုအပ်တာပါလဲဆိုတော့ခရစ်တော်ကိုစောင့်ဆိုင်ပါခရစ်တော်နဲ့တွေ့ဆုံဖို့ချိန်ထားပါခရစ်တော်ရှိတဲ့နေရာခရစ်တော်ဖျက်လျှောက်လာမယ့်နေရာကိုခင်ဗျားသိရမှာဖြစ်ပါတယ်နေရာကိုသိရမယ်အချိန်ကိုသိရမယ်ခင်ဗျားခရစ်တော်ကိုမြင်ချင်တယ်တွေ့ချင်တယ်ဆိုရင်ခရစ်တော်ကသင်စောင့်တဲ့နေရာမှာအမြဲတမ်းလာမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာခရစ်တော်ကသင်ပါဖြစ်ချင်လဲဆိုတဲ့အခါကျတော့ဘာတိမဲကကျွန်တော်မျက်စိမြင်ချင်ပါတယ်ဆိုတဲ့အခါကျတော့ခရစ်တော်ကဘာမေးခွန်းမှမမေးတော့ဘူးဘာမေးခွန်းမှမမေးတော့ဘူးအဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့သူတွေကတော့ဘာထင်လဲဆိုတော့ခရစ်တော်ကသူ့ကိုဆုံးမလိုက်မယ်လို့ထင်တယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ပြောထားတဲ့အတိုင်းပဲလူတစ်ယောက်ကမျက်စိကမ်းမယ်သူကဒုက္ခိတဖြစ်မယ်တခုခုချုပ်ယွင်းမယ်ဆိုရင်သူ့ရဲ့အပြစ်ကြောင့်သူ့ရဲ့မိဘရဲ့အပြစ်ကြောင့်မဟုတ်ရင်တော့သူ့ဘိုးဘေးရဲ့အပြစ်ကြောင့်ဖြစ်လိမ့်မယ်ဆိုတဲ့အထင်တွေကဒီနေရာမှာခရစ်တော်ကမေးခွန်းတစ်ခုမှမမေးတဲ့အခါကျတော့အဲ့ဒီနေရာမှာရှိတဲ့သူတွေကအလွန်အားသင့်ကြတယ်ခရစ်တော်ကသူ့ရဲ့နောက်ကျောင်းကိုစိတ်ဝင်စားတဲ့သူမဟုတ်ဘူးခရစ်တော်ကသူ့ရဲ့နောက်ကျောင်းမှာဘယ်လောက်မာသူဘာပဲလှုပ်ခဲ့အဲ့ဓာတွေကိုသူကလုံးဝစိတ်ဝင်စားခြင်းမရှိဘူးဒီအခြေအနေတင့်ဘဝမှာဘာပဲဖြစ်ခဲ့တင့်ရဲ့နောက်ကျောင်းမှာဘာပဲဖြစ်ခဲ့တင့်အပြစ်ကဘယ်လောက်ပဲကြီးခရစ်တော်ကလုံးဝစိတ်မဝင်စားဘူးခရစ်တော်ကဒီနေ့စိတ်ဝင်စားတာပါလဲဆိုတော့ခင်ဗျားသူ့ကိုတိုးဝင်ပြီးတော့မျက်မှောက်တော်ကိုရှာဖွေပြီးတော့ခရစ်တော်ရဲ့အတန်ကိုကြားချင်တဲ့စိတ်ဓာတ်ခရစ်တော်နဲ့အတူစကားပြောချင်တဲ့ဆန္ဒခရစ်တော်ကိုတွေ့မြင်ချင်တဲ့ဆန္ဒရှင်ခရစ်တော်ကသင်ကိုအမြဲတမ်းခေါ်ဖိတ်ပါတယ်အဲ့ဒီလိုပဲခရစ်တော်ကလည်းဒီဘာတိမဲကိုငါဘာလို့ပေးရမလဲဆိုတဲ့အခါကျတော့ဘာတိမဲကကျွန်တော်မျက်မြင်ချင်ပါတယ်ဒီနေ့ခင်ဗျားခရစ်တော်စီရောက်လာမယ်ဆိုရင်ခရစ်တော်ရှိတဲ့နေရာကိုရောက်လာမယ်ဆိုရင်ခရစ်တော်ကတင့်အတွက်အမြဲတမ်းဆင်တင်ဖြစ်ပါတယ်။တင့်ဘဝမှာခက်ခဲပါလိမ့်မယ်။တင့်ရဲ့ဘဝမှာဘလို့အခက်ခဲပဲရင်ဆိုင်ခဲ့ပါလိမ့်စေ။ခရစ်တော်ကဒီနေ့ခင်ဗျားကိုလွတ်မြောက်စေခြင်းတယ်။ခရစ်တော်ကတင့်ရဲ့အခက်ခဲတွေကိုဖြေရှင်းခြင်းတယ်။ခရစ်တော်ဟာတင့်အတွက်မရက်တည်ခြင်းတယ်ဆိုတာဒီနေ့ကျွန်တော်သိရပါတယ်။အဲ့ဒီအချိန်မှာဘာတိမဲကပြောလိုက်တဲ့ခါကျတော့ခရစ်တော်ကဘာတိမဲကိုဘယ်လိုပြောလိုက်လဲဆိုတော့ယေရှုကသွားလို့သင်၏ယုံကြည်ခြင်းတွေတင့်ကိုကယ်မပြီဟုမိန့်တော်မူ၏ခရစ်တော်ကဘာမေးခွန်းမှကိုမမေးဘူးခရစ်တော်ကမင်းဒီလိုဖြစ်လို့မင်းကအပြစ်ရှိလို့ဒီပင့်ရက်တွေကိုချိုးဖောက်လို့မင်းကဒီလိုမျိုးမတရားမှုကိုလုပ်လို့နင့်အဖေကဒီလိုလုပ်လို့နင့်အဘိုးကဒီလိုလုပ်လို့ဆိုပြီးတော့ခရစ်တော်ကတခုမှမမေးဘူးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကသူ့ရဲ့စိတ်ဓာတ်ကိုတွေးရှိပြီးဖြစ်ပါတယ်ဒီလူဟာနဲနော်လူမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ကဒီဘာတိမဲဟာယေရီကိုမြို့ရဲ့တကပေါက်ဂိတ်မှာစောင့်နေတဲ့အချိန်မှာကလေးကခရစ်တော်ကသိရှိပြီးဖြစ်ပါတယ်ခရစ်တော်ကအားလုံးကိုသိရှိပြီးဖြစ်ပါတယ်အဲ့ဒီဘာတိမဲကခရစ်တော်ကိုစာလောင်တဲ့အကြောင်းခရစ်တော်ကိုတွေ့ချင်တဲ့အကြောင်းခရစ်တော်ကအားလုံးသိရှိပြီးဖြစ်ပါတယ်ဒီနေ့ခင်ဗျားခရစ်တော်စီကိုလာဖို့ပဲဖြစ်ပါတယ်ခရစ်တော်ရဲ့နာမတော်ကိုခေါ်ဖို့ပဲဖြစ်ပါတယ်ခရစ်တော်ကတင့်ဘဝမှာဖြစ်ပြီးတဲ့အရာတွေအားလုံးကိုသိရှိပြီးဖြစ်ပါတယ်ဒီနေ့ခရစ်တော်သိချင်တဲ့အရာဘာဖြစ်လဲဆိုတော့တင့်မှာဆန္ဒရှိခဲ့ရင်ခရစ်တော်စီကိုလမ်းလာဖို့အဲ့ဒါကိုပဲခရစ်တော်ကဆန္ဒရှိပါတယ်ဒီနေ့တင့်ဘဝမှာဘာတိမဲလို့ပဲခရစ်တော်စီကိုအရောက်လမ်းခဲ့ပါခရစ်တော်ကတင့်ရဲ့အပြစ်အားလုံးကိုလွတ်မှာဖြစ်ပါတယ်ဘာတိမဲဟာလည်းသူ့ရဲ့ဘဝမှာဘာလုပ်ခဲ့လဲဘာဖြစ်ခဲ့လဲဆိုတာကျမ်းစာထဲမှာဘာမှမရေးသားခဲ့ပါဘူးဒါပေမဲ့ကျွန်တော်သိရတာဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးဖြစ်တဲ့သူတွေမျက်စိကားတဲ့သူတွေသူတို့ဟာတခုခုပြစ်မှားခဲ့လို့အဲ့လိုဖြစ်တယ်ဆိုတာသူတို့အတိုင်းဝိုင်းမှာပြောကြတဲ့အရာဖြစ်ပါတယ်သူများရဲ့ပြစ်တင်ရှုတ်ချမှုကိုလည်းသူကခံရပါတယ်ဒါပေမဲ့သူခရစ်တော်ကိုသိရှိတဲ့အခါကျတော့သူ့ရဲ့နှလုံးသားမှာခရစ်တော်ရဲ့ကယ်တင်ခြင်းကိုရရှိတဲ့အချိန်မှာကျတော့သူကအဲ့ဓာတွေကိုဂရုမစိုက်တော့ဘူးခရစ်တော်စီကိုသူကလမ်းလာတယ်ဘယ်သူကဘာပဲပြောဘယ်သူကသူ့ကိုငသေးဘယ်သူကပဲသူ့မကောင်းကြောင်းပဲပြောဒီလူကခရစ်တော်ကိုသိရှိလာတဲ့အခါကျတော့ခရစ်တော်ဟာသူ့ရဲ့အဖေခရစ်တော်ဟာသူ့ရဲ့ကယ်တင်ရှင်ဆိုတဲ့အကြောင်းကိုသူက
တီးရှိတဲ့နေ့မှာပဲသူကခရစ်တော်စီကိုလမ်းလာခဲ့ပြီးတော့ခရစ်တော်ရဲ့နာမတော်ခေါ်ခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာခရစ်တော်ကသင်ဤယုံကြည်ခြင်းနဲ့သင်ကိုကယ်မပြီဟုမိန့်တော်မူ၏ဆိုပြီးတဲ့အခါကျတော့ချက်ချင်းပဲဗာတိမဲရဲ့မျက်စိကပြန်ပွင့်လာပြီးတော့သူကအားလုံးကိုပြန်မြင်ခြင်းဖြစ်ပါတယ်ဒီနေ့သင်ဘဝမှာဝိညာဉ်မျက်စိကန်းခြင်းကြောင့်သင်ရဲ့အခက်အခဲတွေကိုသင်ကသာဖြေရှင်းနိုင်မယ်ဆိုပြီးတော့ခင်ဗျားထင်ပါလိမ့်မယ်ဒီနေ့သင်ဘဝမှာခင်ဗျားရဲ့ဝိညာဉ်မျက်စိကန်းခြင်းကြောင့်သင်ရဲ့အခက်အခဲတွေကိုခင်ဗျားပဲဖြေရှင်းရမယ်လို့ခင်ဗျားထင်ပါလိမ့်မယ်ဒီနေ့သင်ရဲ့အခက်အခဲတွေသင်ရဲ့အပြစ်တွေဘယ်လောက်ပဲကြီးမားပါလိမ့်စေသင်ရဲ့ဘဝမှာခရစ်တော်ကိုစောင့်နေပြီးတော့ခရစ်တော်ရှိတဲ့နေရာကိုလမ်းလာပြီးတော့ခရစ်တော်ရဲ့နာမကိုခေါ်လိုက်မယ်ဆိုရင်ခရစ်တော်ကသင်ရဲ့အခက်အခဲတွေအားလုံးကိုဖြေရှင်းပေးမှာဖြစ်ပါတယ်ခရစ်တော်ဟာအရာအားလုံးကိုတတ်နိုင်တဲ့သူဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူဒီကဘာကြီးကိုဖန်ဆင်းတယ်လူသားတွေကိုဖန်ဆင်းတယ်ဒီကဘာထဲမှာရှိတဲ့အရာခပ်သိမ်းတွေကိုဖန်ဆင်းတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သင်ခံစားရတဲ့ဝေဒနာပြဿနာလောက်ကတော့ဖျားသခင်အတွက်ဘာမှမခက်ခဲတဲ့အရာဖြစ်ပါတယ်ဒီနေ့သင်လိုအပ်တာဘာဖြစ်လဲဆိုတော့ခရစ်တော်ရှိတဲ့နေရာကိုတိုးဝင်လိုက်ပါဖျားသခင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်လိုက်ပါဖျားသခင်ရဲ့နာမတော်ခေါ်လိုက်ပါသင်လိုချင်တဲ့ကောင်းချီးမင်္ဂလာကိုရှောက်ထားပါဒါဆိုရင်ဖျားသခင်သင်စီလဲလာပြီးတော့သင်လိုချင်တဲ့အရာဟူသမျှကိုပေးမှာဖြစ်ပါတယ်သင်ဝိညာဉ်မျက်စိကန်းနေမယ်ဆိုရင်ဒီနေ့သင်ရဲ့မျက်စိကိုပွင့်စေနိုင်တဲ့ဖျားသခင်ရှိတဲ့နေရာကိုခင်ဗျားသွားရမှာဖြစ်ပါတယ်ဖျားသခင်ရဲ့နာမတော်ခေါ်ရမှာဖြစ်ပါတယ်အဲ့ဒါမှပဲဖျားသခင်ကသင်နဲ့တွေ့ဆုံပြီးတော့သင်ရဲ့ပြဿနာအားလုံးကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့ကြားနာရတဲ့ဒေသနာစကားအတိုင်းပဲကျွန်တော်ဘဝမှာခရစ်တော်လိုအပ်ပါတယ်ခရစ်တော်တပါးတည်းသာခင်ဗျားကိုကယ်တင်နိုင်မဲ့သူဖြစ်ပါတယ်ခင်ဗျားရဲ့ဝိညာဉ်မျက်စိကန်းနေမယ်ဆိုရင်ခင်ဗျားရဲ့ဘဝမှာဒုက္ခအများကြီးရောက်နေမယ်ဆိုရင်ခင်ဗျားမဖြေရှင်းနိုင်လောက်အောင်ခင်ဗျားဒုက္ခရောက်နေမယ်ဆိုရင်ခရစ်တော်စီကိုလမ်းလာခဲ့ပါခရစ်တော်ရှိတဲ့နေရာကိုတိုးဝင်ပါမျက်မှောက်တော်ကိုတိုးဝင်ပါခရစ်တော်ရဲ့နာမကိုခေါ်လိုက်ပါခင်ဗျားလိုချင်တဲ့အရာကိုတောင်းလိုက်ပါဖျားသခင်ကတင်းရဲ့ပြဿနာအားလုံးကိုဖြေရှင်းပေးမှာဖြစ်ပါတယ်ဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာအဖျားဖျားတင်းတို့တူးစီပေါ်မှာကြားရောက်ပါစေ